တယ်လားဗျာမင်း ဒီပြီးရတဲ့တော့ကငါတို့မိသားစုတော့ရောက်နေပြီကွာ ဘလို့ဘောလာသိချင်တာစေခွာရတယ်မင်း ငါမျိုးသားပြောမယ်နော် မင်းဟာမင်းဝေချင်ပါဦးလေကဲတော်ပြီ တော့ပြီသူလည်းသူ့မိပါအဲ့တော့ဘယ်လိုလဲသူလည်းအမေနောက်ဆုံးပြီးမှသူလည်းတွေ့နေတယ်သူ့နေတယ်ခရချင်ပါပဲအားလုံးလည်းဒီလိုတော့ကြာဒီတော့အမေဒီအောင်ဒီလည်းတော့ဒီအောင်ဒီအောင်ပါလေ ဒီလိုကွာမလာနေစုမလာဘူးတော်လည်းပေါ်ဘူးလေကျွန်တော်ဒီနေ့ကျွန်တော်ပါမယ်ဝေ